မင်္ဂလာပါမဂျစ်စတာပါရှင်ဒစ်ဆွဲလို့ရတဲ့အာစီကားလေးတွေအပြင်မှာသိန်းချီပေါင်းနေချိန်မှာဒီကားလေးတွေကတော့9800ကျပ်တဲ့နဲ့ရမယ်ဆိုရင်ရှုံမှာသလားရှင်ရမှုရဲ့ fashion လေးကိုပြပြပါမယ်ရှင်ဒီကလေးကတော့ထုံးစံအတိုင်းရှေးနောက်ဘယ်ကွေးညာကွေးဖြစ်ပါတယ်ရှင်ဒီကလေးကတော့အော်တိုမောင်းနေတဲ့စနစ်လေးဖြစ်ပါတယ်ရှင်ဒါလေးကတော့ဖုန်းနာလေးနဲ့အတူအတန်3မျိုးပါဝင်ပါတယ်ကြောင်းပြီးတော့မှန်ပြရပါတယ်နော်ဒါလေးကတော့ဒီအထူးခြားချက်ကဒီကလေးလေးနှိမ့်ထားမှဆိုလို့ရှိရင်လက်စင်စာလေးနဲ့လေရမှုလိုပဲအသုံးပြုပြီးမောင်းနေလို့ရပါတယ်နော်ဒီချက်စရာကောင်းတဲ့အာစီတူကားလေးလိုချင်နေဆိုတော့ Magic Star မှာဝယ်အပ်လို့ရနေပါရှင် Magic Star